အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကိုတော့ TikTok CB ကနေပြီးတော့အမတရုတ်ကပေးပို့ထားတာဖြစ်ပါတယ်မိတ်ဆွေကြုံတွေ့ခဲ့တဲ့ဒါမှမဟုတ်ကြားသိခဲ့ဘူးတဲ့တဲထိတ်ရင်ဖို့ဖြစ်ရမှန်ဇာတ်လမ်းများကိုလည်းကျွန်တော်တို့ကအမှတ်အတရအနေနဲ့ရောအကောင်းဆုံးဖြစ်အောင်ပါပြန်လဲတင်ဆက်ပေးသွားမှာမို့မိမိတို့စီမှာရှိတဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့ရဲ့ TikTok CB မှာလာရောက်ပေးပို့နိုင်ပါတယ်ဗျာအဲ့တုန်းကကျမတို့မိသားစုဟာတွန်တေးမြို့ကျွန်းတော်9လမ်းမှာနေတာရှင်ကျမအသက်17နှစ်လောက်ရှိပြီးကျမတို့နေတဲ့9လမ်းထိပ်မှာရှေးဟောင်းရုပ်ဆောင်ဖျားရှိတယ်ရှင်အဲ့ဒီဖျားဝင်းထဲကနေကျမအကိုကတနည်းကြတော့ဓာတ်ပုံတပုံကောက်ယူလာပြီးအင်ကမိသားစုတွေကိုလာပြတယ်လေဖျားဝင်းဆိုတော့နတ်ရုပ်အပလက်တွေဖျားဆင်းထူတော့အကျိုးအပလက်တွေစွန့်ထားတဲ့ညောင်ပင်ကြီးခွာကြတဲ့ကနေရလာတယ်လို့ပြောတယ်ဓာတ်ပုံကလက်တဝါစမရှိတရှိအရွယ်အဖြူနဲ့အမဲအယောင်ကဒီခေတ်လိုဓာတ်ပုံတွေမဟုတ်ဘူးရှင့်အသက်အရွယ်အားဖြင့်ခံမှန်းကြည့်ရင်30ကျော်အရွယ်လောက်ရှိတဲ့မိန်းမတစ်ယောက်ရဲ့မျက်နှာကနေလေဗင်းအောက်ရင်ဘက်အပေါ်ပိုင်းပဲပါတဲ့ဓာတ်ပုံတစ်ပုံထူးခြားတာကသူကညိုမိုင်းမိုင်းအယောင်မယန်းစိတ်ရောင်လိုခရမ်းရောင်လိုနှုတ်ခမ်းတွေနဲ့ပြုံးမဲမဲပုံစံမျက်နှာပေးရှိတယ်မျက်နှာကတွေ့နှာခေါင်းချွန်နဲ့မျက်လုံးတွေကတေးပြီးဘေးကိုကျင်းမြောင်းပြီးရှည်နေတယ်အဝတ်အညိုရောင်လို့ထင်ရတဲ့အဝတ်တစ်ခုကိုမျက်နှာကနေလဲပင်ရင်ဘက်တစ်ဝိုက်ကိုခြုံထားတယ်သူ့ပုံကိုအဖေကအရင်ဆုံးယူကြည့်လိုက်တယ်ဟာဆိုပြီးလွတ်ချလိုက်တော့အမေကဘာဖြစ်လို့လဲဆိုပြီးကောက်ကြည့်လိုက်တယ်အမေလည်းမျက်လာပြတ်ထွားပြီးကြောက်အားလန့်အားနဲ့ကျမအကိုကိုဇော်မင်းထိုက်ဒါဓာတ်ပုံမဟုတ်ဘူးနေယူတဲ့နေရာကိုချက်ချင်းပြန်ထားလို့ပြောတယ်အဲ့တော့ကျမအမေလက်ထဲကနေဆွဲယူကြည့်လိုက်မိတယ်အဲ့တုန်းကကျမလက်ထဲမှာသူ့ဓာတ်ပုံကိုကင်လိုက်တဲ့အချိန်မှာတကူးလုံးတုံသွားသလိုခံစားရတယ်နောက်တော့စိတ်အားငယ်တယ်သွားတယ်လက်သွေးကြောင်းတွေကနေသစင်သွေးကြောင်းတွေကနေနှလုံးကနေနားတဲ့စိတ်ထဲကိုအဲ့ဒီမိမကမဲပြုံးနီးနင်တို့တအိမ်လုံးကိုစားမှာနင်တို့တအိမ်လုံးတေးဖို့ပြင်ထားစားမှာဆိုပြီးကြောက်စရာကောင်းတဲ့အတန်နဲ့ပြောနေတာရှင်ကျမလည်းကြောက်လန့်ပြီးလှချငိုယူနေတော့အကိုကယူသွားပြီးသူပြစ်ခဲ့တယ်ပြောပြီးတအောင်းနဲ့တော့ပြန်လာတယ်အဲ့ဒီနေ့ကညနေ4 နာရီလောက်ဖြစ်တာလေအဲ့ဒီအဖေပြက်ကအဲ့ဒီညကနေပြီးတော့အခုအသက်38နှစ်ရောက်တဲ့အထိအဲ့ဒီပုံကိုအမှတ်ရမိတုံးမဲ့ကြောက်စရာကောင်းလို့ဒါပေမဲ့ကျမအကိုကအမေနဲ့အဖေကိုကြောက်လို့ပစ်ခဲ့တယ်ပြောမိဘယ်နာပစ်ခဲ့တာလဲဆိုတော့ကျမတို့နေတာကျွန်းတော်ဆိုတဲ့အတိုင်းကျွန်းပင်ကြီးတွေရှိတယ်တချို့ဆိုပိုင်းမှာအပေါက်ကြီးတွေနဲ့ကျမတို့ခြံရဲ့ရှေ့ကကျွန်းပင်ရဲ့ပေါက်နေတဲ့ပိုက်ထဲမှာသူထည့်ခဲ့တာယူခဲ့တဲ့နေရာမှာမထားပဲနဲ့ဘာလို့ပြစ်လဲဆိုတော့ကျမအောက်ကမောင်လေးက9 နှစ်လောက်ရှိမယ်အဲ့တုန်းကအမေကရေနံစီဝယ်ခိုင်းလို့ရေနံစီထွားဝယ်ပြီးပြန်လာတော့အဲ့ဒီကျွန်းပင်နာကဖြတ်တော့မောင်နှမ2ယောက်လုံးတစ်ခုခုကိုကြောက်နေတယ်လို့မသွားရဲကြတော့ဘူးမသိဘူးလေကလေးတွေပဲရှိသေးတယ်ဆိုတော့အတင်းဖြတ်ပြီးတော့ဒီဘက်ကျွန်းပင်အကွယ်ကနေဟိုဘက်ဘိုက်ပေါက်နေတဲ့ကျွန်းပင်ကိုအနက်အဝတ်မဲကြီးခေါင်းကနေခြေပြားထိခြုံထားတဲ့မိန်းမတစ်ယောက်ကလေထဲမှာလွင့်မျောသွားတယ်လို့ခြေပြေးချင်းကြောခိုင်း၍သွားနေတာတရေချောက်တာဆိုတာမသိဘူးဒါပေမဲ့အရန်ကိုကြောက်စရာကောက်တာကသူ့ခြေထောက်တွေကမြေကြီးနဲ့တဒေါင်းလောက်လွတ်နေတာလေအရက်ကလည်းအမြင့်30နဲ့30လောက်ရှိမယ်အဲ့တုန်းကတော့မခန့်မှန်းတတ်ဘူးဒီအရွယ်မှတည်တာရွာပဲရှိသေးတော့ဓာတ်မီတိုင်တွေမရှိပဲလက်ထဲမှာမီးရင်အလင်းအောက်မှာအရှင်းကြီးကိုမြင်ရတာနီးလေးပဲပြီးတော့ကိုရီရက်နေတဲ့နေရာနဲ့ဆိုလက်နှကန်းလောက်ပဲရှိတယ်မျက်စိရှေ့မှာတင်အဲ့ဒီဖိုက်ပေါက်နေတဲ့ကျွန်းပင်နားလဲရောက်တော့အပင်ရဲ့ဟူဘက်ကိုထွက်မလာတော့ဘူးကျမမောင်လေးပါဇက်ကနေအမြုပ်တွေထွက်ပြီးတက်နေတော့ခြေထောက်ကနေသူ့ကိုဆွဲပြီးချမ်းတဲ့အတင်းသွဲပြီးနှာနဲ့ယူရတယ်
ကျမတို့ချမ်းရပါရောင်းပြီးပြောင်းလာလိုက်တာအခုချိန်ထိပဲ